အားလုံးပဲမင်္ဂလာပါရှင်ဒီတစ်ခါဖတ်ပြပေးချင်တာကတော့ပြမနုနုရေအင်းဝါရေးသားထားတဲ့ငမိုးနဲ့အိုးဆိုတဲ့ဝတ္ထုတို့လေးကိုဖတ်ပြချင်ပါတယ်ငမိုးနဲ့အိုးအလိုရော်လေလမ်းမကြီးတစ်ခုလုံးတဲလဲစိတ်ကားနေလိုက်ပါလားရကရိုးကြည်စမ်းမအောင်ရေပက်တဲ့ကလေးလူကြီးကလည်းရွာရှိလူကုန်လာအောင်မြရတယ်ဒီနေ့ကအသက်နဲ့နောက်ဆုံးနေဆိုတော့ဘွက်ကျန်းအောင်တက်ကြမှာပေါ့လေဟောဥပုပ်တယ်တွေကလည်းဝတ်ကောင်းစားလာတွေနဲ့ခမင်းဆိုင်တွေနဲ့ဖုန်ကြီးကြောင်သွားကြဖို့ရွာလမ်းမပေါ်မှာဘသူရေဘဝရေတကြောကြောဩဇာလုံးအဲ့ဒီလူတွေကြားထဲမှာပိုက်ကုံစုပ်ပခုံးတင်ပြီးကာယနဲ့သွားနေတဲ့ငမိုးကိုအားလုံးကနှစ်ဆောင်ထိုးကြည့်နေကြတယ်လေဘင်းမှာသိပ်ပတိအကြီးတရရနဲ့ဒေါ်ဖူးမျိုးကြီးကဆိုမနေနိုင်မထိုင်နိုင်ရေးပတ်နေတဲ့ကလေးတွေစီလမ်းပြီးဟဲ့ကောင်လေးတွေအခါတည်းရဲ့ချင်းတော့ကောင်းကောင်းနေကြလို့စောင်းပြောလိုက်သေးတယ်သူတို့ဟာသူတို့ကြည့်စောင်းငမိုးတို့ကတော့ခရုစိုက်ပေါင်းများအရေးမဟုတ်ပေါင်းများဘဲနဲ့ဗိုက်စာကအရေးပြဟင်းမရှိတာကအရေးပြမာကျန်းထမင်းနဲ့ခရမ်းတူနီတဲ့ရေလုံးပြုတ်ကို3ရက်ဆက်တိုက်ဘသူတွေစားနိုင်တော့ပြောကြကွယ်ရမှာတခိုးငမိုးလို့နမက်ပြက်ပြီးသားအကောင်ပြီးပါဇက်ကလည်းပြက်နေပြီလေစုဖြိုးတဲ့အချိန်မှာစုဖြိုးတယ်လို့ဝက်တလဲအမဲတလဲငမိုးတို့တောက်ခဲ့ပူတာကိုဝက်မရခင်စက်ကြငားလေးနဲ့ပဲပေါင်းကွတ်ထားရသေးတာပေါ့လေမြစ်စိတ်ကန်းစံမှာငမိုးပိုက်စုပ်ပုတ်ခနဲကြတန်ကြတော့အထက်နားကရေထဲမှာရေချိုးနေတဲ့ဘာသာတင်ကလှမ်းကြည့်တယ်အောင်မဲငမိုးတို့ကတော့ကွာအလုတ်ကောင်းအကင်ကောင်းလှုပ်တော့မယ်နဲ့တူတယ်အောင်နာတော့ငါဒီမှာရေတရဝါတွေအတွင်မြစ်တာတုပ်ရနေတာကွာအခါကြီးရက်တိကွာမင်းနဲ့ဘာသာတင်ကိုဘာမှပြန်ပြောမနေပဲအောက်ဖက်ကိုငမိုးတုတ်နဲ့ရှောက်ခဲ့တယ်ဒီအဘိုးကြီးနဲ့မှတွေ့တတ်တယ်ရွာတက်ကြီးဝါကြီးဆိုပြီးတအိမ်တက်ဆင်းဩစာလိုက်ပေးနေတဲ့အဘိုးကြီးတဏီကုံမူးနေတဲ့သူ့သားငမှုကိုသာတူမနိုင်တာအဆိုးကိုခရောင်းကြိုက်ပြီးရေထဲကိုငမိုးဆင်းခဲ့တယ်ခါလောက်နဲ့တဲ့နေရာကျအตาရက်ပြီးပိုက်စုပ်ကိုဖြန့်ပစ်လိုက်တယ်ခဏနေပြီးတော့ပိုက်ကိုဖြည်းချင်းဆွဲယူရင်းစိတ်ဓာတ်ကကြာကျင်နေတယ်ငါပါဖို့မလွဲလိုက်ဘူးဆိုတာငမိုးသိနေတယ်လေရင်းနဲ့ပိုင်းလည်းမဟုတ်ပိုက်ကလည်းဖိကရက်ဆန်ငမိုးကိုယ်တိုင်ကလည်းဒီလောက်ကိုကျွမ်းတာမဟုတ်မျက်နာကန်းနာသားမို့သာဒီလောက်လှုပ်တတ်တာမတေဝုံလို့စွန့်ရတာတားစင်လုံးလို့စွန့်ရတာကုသိုလ်ရေးမှုကြိုးစားပါတို့များသူငါချွေတလုံးလုံးငါမရပါဘူးဆိုမှအရေးတဲ့မြစ်လေကောင်ပုတ်ချမော်တော်ပေါ်ကကောင်နာလေးတွေကတန်ကြက်ထိုးသွားကြသေးတယ်တုံးကပြစ်ပြီးမှဘာမှမရတော့လက်ကြောမတင်တဲ့ငမိုးထုံးစံအတိုင်းလက်လျှော့တင်လာတယ်ပါဇက်ကလည်းစိတ်တူတူနဲ့မြစ်ထဲကငါးတွေကိုမအေးတွေငါးတွေကုန်အောင်ကင်တုပ်ပြီးပြီနောက်တစ်ချက်ပိုက်ပြစ်ပြီးမှစိတ်မရှိရတဲ့ထဲငမိုးခြေထောက်ရေထဲမှာစုကနေဖြစ်သွားတယ်တောက်ကျိုးနဲ့တလင်းခွဲမြလာဟာငါမရပဲအနာရအောင်ငမိုးသူ့ခြေထောက်ကိုကြပြကြရရွှေ့လိုက်တော့ခြေတလုံးကလုံးတုံတစ်ခုကိုသွားတိုက်မိပြန်တယ်ဘာလဲဟာလှိတ်လားမွေလားချောင်းစိမ့်နဲ့ကမ်းမပေါ်တက်ပြေးဖို့ငမိုးစံနေတော့မှပဲချက်ဆိုတတိရသွားတယ်နေအောင်လေငမိုးရဲ့ထိခနဲ့ဆိုပြေးပေါက်ရှာတဲ့ကျင်ကိုခဏထားအောင်ဟာဒီနာပတ်ဝန်းကျင်မြစ်စိတ်တလျှောက်ဟာကမ်းပါပြိုအိမ်တွေပါပြိုပြီးကလေးကရေချိုးတဲ့လူတွေလက်စွပ်တွေလက်ကောက်တွေဆွဲကြိုးပြတ်တွေနဲ့ဟိုတလောကဆိုတန်ကားတဲ့တရားလှေလေးတစ်စင်းနဲ့ကန်းဆက်ကတ်နေတော့အိုးလေးတစ်လုံးတွေ့တယ်လေငွေတင်းကားပြအိုးတွေနဲ့အပြည့်ရပါရောလားဒီနေရာဟာရှေးကချမ်းသာတဲ့သူတွေနေတာတဲ့ငွေအိုးပြင်ရွှေအိုးတွေလည်းဒီနေရာမှာငမိုးခြေထောက်ကလုံးတုံအရာကိုအတင်းတွဲကတ်ထားရင်ရေထဲကိုစွတ်ခနဲ့အမြန်ငုတ်ချလိုက်တော့တယ်လက်ထဲကပိုက်ဆုပ်သွားပြီရောငါးစီးအာနန္ဒာဝင်နေလဲငမိုးမမှုတော့ဘူးဟေရှည်ထဲကလုံးတုံကို
ငမိုးလက်နှစ်ဖက်နဲ့အသာမပြီးရေပေါ်ဖော်လိုက်တယ်ဟာအိုးပဲဟာအိုးလေးတစ်လုံးပဲခန်းရီမျိုးအိုးလေးလိုပဲအဖုံးမပါဘူးရေကနဲ့ပြုတ်ပြီးအိုးကလေးလို့ငမိုးရင်တွေတုံလာတယ်အိုးကွအိုးကွရွှေအိုးကွအတန်တုံကြီးနဲ့အော်ရင်ငမိုးကမ်းပါပေါ်ပြေးတက်လာပြီးအိုးတဲကအရာတွေကိုတွန်ချလိုက်တာနဲ့အရင်ဆုံးရောက်လာတာကဘာတာတင်ပြီးတော့ကမ်းပါပေါ်ကဖြတ်သွားရင်ကြားတဲ့ကောင်လေးနေရဟာငမိုးဘယ်မှာလဲကွရွှေတွေတောက်တဲ့ပဲမရှိမင်းဥစ္စာအိုးချမ်းခွဲတွေငမုံးမျက်လုံးတွေဝါနေတယ်တကိုယ်လုံးလဲအားမရှိတော့သလိုပဲစိုးလိုက်တဲ့ကံခေလိုက်တဲ့ကံအိုးတော့ရပါရဲ့ရှိပါအောင်များသူများလိုငွေဒင်းကားလည်းမဟုတ်ရွှေဒင်းကားလည်းမဟုတ်မညီမညာမဲမဲတက်တက်အိုးချမ်းခွဲတွေအဲ့ဒါလူပေါ်မူတီတာပေါ့ကွာကြားဘူးတယ်မဟုတ်လားကိုနဲ့မထိုက်ရင်ရွှေအိုးကနေအိုးချမ်းခွဲတွေမိသွေးတွေဖြစ်သွားတတ်တယ်ဆိုတာလေငမိုးဘာတာတင်ကိုဘာမှခွန်းတုံမပြန်နိုင်ပုတ်ထိုင်ထိုင်ပြီးအိုးချမ်းခွဲတွေကိုပဲကြည်နေမိတယ်ဟိုတောက်ကောင်လေးနှစ်ယောက်ကလည်းဘာမှလည်းနားလဲတာမဟုတ်ဖ ೇನೆ တီလိုတီကြည့်ခောက်လိုခောက်ကြည့်နေကိုငမို့ခမဥစ္စာတွေကလေးတယ်ဗျအိုးချမ်းခွဲတော့မဟုတ်ဘူးထင်တယ်လာကစမ်းစမ်းကြည့်လိုက်မယ်ဟာမကွဲဘူးဗျဟိုကောက်လက်ဝဲကောင်းတန်နဲ့တောင်မကွဲဘူးဆိုတော့ဘာရင်းပါလေးဆိုတဲ့အတွင်းနဲ့ငမိုးစိတ်တက်ကြလာတော့မှာပဲဟာရှေးအိုးတွေကအထူကြီးတွေကမားတယ်တော်ပါပြီဘာတွေပဲဖြစ်ဖြစ်ဘာတာတင်နာကနေငမိုးသွားမှတော်မယ်အိုးလေးတွေကိုဘာမှမသိတဲ့အကွဲတွေမြ мян ပြန်ထည့်ပြီးငမိုးလက်ထွက်လိုက်တယ်ကိုတာတင်တော်ရေနဲ့တင်နေပြီအောင်မေလို့ကျုပ်မယ်ထမင်းပွဲကြီးနဲ့တဆောင်းဆောင်ဥပုပ်တဲ့ရှင့်စားတယ်တော်ဟာလေလာပါပြီဟာဒီမှာဟိုကောင်ငမိုးရွှေအိုးရတယ်ဆိုလို့ရွှေအိုးဟုတ်လားမဟုတ်ပါဘူးအိုးပေတဲ့အထဲမှာအိုးချမ်းခွဲတွေပါဟာဟဲဟုတ်ရဲ့လားဟဲ့ငမို့ပြန်စမ်းငါပြန်စမ်းနှစ်ဖက်တဲ့ဒီဘိုးကြီးအဖွားကြီးလင်များကိုငမိုးရှောင်မရတော့ဘူးအဖွားကြီးကအချက်တစ်ချက်ကိုယူခဲ့ပြီးမေးကုတ်ကြည့်ရင်အိုးခွဲလိုစင့်ခွဲလိုမာတတာနဲ့ရွှေငွေတော့မဟုတ်ဘူးဟဲ့ငါ့ကိုတစ်ချက်ပေးခဲ့စမ်းငါမြင်းလေးထွေပြရအောင်လို့ယူမြ мян နားအေးဖို့အရေးကြီးတယ်ဟုတ်တယ်ဒါနဲ့ငမိုးအိမ်ရောက်တော့မှမဟုတ်တော့ဘူးငမိုးမြ мян လျှောက်ခဲ့တယ်ဒါပေမဲ့အိမ်ကိုတော်တော်နဲ့မရောက်ဘူးငမိုးအိုးတစ်လုံးရလာလို့ဆိုတဲ့သတင်းဟာရွာလယ်လမ်းမှာပြန့်နေပြီအိုးတွေကမာတတာအရာတွေကိုယူကြည့်ကြပုတ်စီကြနဲ့တချို့ကလည်းဘဟုတုတဖြစ်ကြည့်ရအောင်တစ်ချက်လောက်တောင်းနေထွေလုတ်ချင်းတဲ့ကောင်လေးတွေကလည်းကိုငမို့ကျွန်တော်တစ်ချက်လောက်နဲ့တောင်းတဲ့လူတွေကိုငမိုးဆွဲပစ်ပေးလိုက်တာ10ချက်လောက်တော့ရှိမယ်ဒါတောင်အိုးထဲမှာအများကြီးရှိသေးတယ်အိမ်ရှိရောက်တာနဲ့အစင်းလင်းဆောင်နေတဲ့မိမကကလားရွှေခွေးနင်းမေးတာကိုငမိုးငေါက်ပြစ်လိုက်ပြီးအိုးချပေးခဲ့တယ်ပြီးတော့အိမ်ရှိကျင်းပြင်မှာရေဆိုကြီးနဲ့လှဲအိမ်နေလိုက်ရောမိမနဲ့သူ့မျိုးတွေအတန်းကြွက်စီကတော့နားကလုံးစရာကြားနေရတယ်ဒါပေမဲ့ငမိုးစိတ်တူနေရတာတနာရီလောက်ပဲကြာမယ်ဟုတ်တယ်တနာရီလောက်ပါပဲငွေမုတ်ဆိုရောက်လာတာလေငမိုးတို့လိုလူတွေခေါ်ငွေမုတ်ဆိုငွေတင်းကားတွေငွေတူငွေစားတွေလိုက်ဝဲတဲ့ငွေကုန်တယ်တရင်သားနဲ့အနံ့ခံပြီးလိုက်လာတာပေါ့ငမိုးရဲ့ဘာမှမသိတဲ့အကွဲတွေကိုစမ်းတက်စစ်စစ်ပြီးငွေမုတ်ဆိုးကပြောတယ်ငမိုးရဲ့အကွဲတွေဟာရှေးတုန်းကငွေအစ်စ်တီးတဲ့ဒီခေတ်ပေါက်စင်းနဲ့ငမိုးငွေ9000လောက်တော့ရနိုင်နေတယ်လေ9000ငွေ9000နဲ့ခမရဥစ္စာ3မိတ်တာနဲ့80သားရှိတယ်ဗျဟာအိုးသေးပြီမဲ့အချိန်တော်တော်စီးတယ်နော်စီးတာပေါ်တစ်ချက်ကိုခမရဟာ30သားလောက်ကြီးပဲဥစ္စာအခက်သေးဆိုရင်5ချက်သာရှိတယ်ဟုတ်လားဈေးကတော့ခမရတင်နေတယ်နော်တစ်သက်သား150ဆိုတာကျွန်တော်လည်းအသွမ်းကုန်ပေးထားတာပါကျင်းနေပါတယ်ဗျာ
ကဲဒီလိုဆိုငွေချေရအောင်ငွေတွေကြည့်စမ်းပါငမိုးတက်မှာမမြင်ဘူးခဲ့တဲ့ငွေတွေငမိုးអော်လိုက်ခြင်းနဲ့ဝူဝဝအတန်ပလုံးပထွေးနဲ့တူငမိုးအိယာကလန့်နိုးလာတယ်လူလဲပြီးထထိုင်လိုက်တယ်ငါငွေတွေရတာတကယ်လားအိမ်မက်လားဟာမဟုတ်ဘူးကွာအိမ်မက်မဟုတ်ဘူးမိုးလင်းကစားအလင်းရောင်လေးတွေအောက်မှာအနီရောင်တက်လက်ပြေးနေတဲ့ငမိုးရဲ့ရေဒီယိုကက်ဆက်ကြီးကအကောင်အထည်ကြီးနဲ့တက်သေးခံလို့နေပါပကောငွေမုတ်ဆိုးစီက9000နဲ့ဝယ်ချလာခဲ့တဲ့ကက်ဆက်ကြီးပေါ့အနီရောင်ကက်ဆက်ကြီးကိုငမိုးတယူတယောက်ပွေးထားလိုက်တယ်။အိုးဒီနေ့နှစ်ဆန်းတရက်ပါလား။မင်္ဂလာရှိလာတဲ့နှစ်ဆန်းတရက်ပါခမညာ။မင်္ဂလာရှိတဲ့အချိန်မှာနန်းနဲ့ချိန်ခါတေးတန်သားလေးတွေကိုငမိုးရဲ့ရေဒီယိုကနေတရွာလုံးကြားအောင်ထုတ်လွှင့်လိုက်စမ်းမယ်။ငွေမုတ်ဆိုးပြတဲ့လိုင်းဖန်နေတိုင်းဖန်မိမယ်9 နာရီမထိုးသေးတဲ့အတွက်ငမိုးရေဒီယိုကကွီကွာလေးပဲမြည်လာတယ်။ဖြစ်သေးပါဘူးဆိုပြီးငမိုးရေဒီယိုခလုတ်ကိုဒုတ်ခနဲ့ပိတ်လိုက်တော့မှပဲနန်းနဲ့သင်္ခါတေးတန်တာကလာတော့တယ်။ဒါပေမဲ့ငမိုးရေဒီယိုကမဟုတ်ဘူး။အိမ်ကောင်းရင်ကလာတာ။အမေမတရားမလုံးနဲ့တော့လူစည်းဖြစ်ပြီးတည်ရင်မယုံနဲ့တေးစမငွေပြားကိုခုပြန်ပေး။အောင်မေငါမွေးထုတ်လိုက်တဲ့ကောင်မကများငါ့ကိုစော့ကားလိုက်တာဟဲ့မပေးဘူးမပေးတော့နေကငါဘာလုပ်ချင်လဲဟေးလာခဲ့ပါကောင်မရဲ့ရှီတိုးခဲ့စမ်းပါမတိုးရဲလို့တော့မထင်နဲ့ဒေါ်ဟိုရင်းကြီးရေမအေးမို့လို့နားလဲလားဘိတ်နဲ့တော့မတရားသဖြင့်သူယူတာကအကြီးကြီးနှပြတာဒီကတပြားပဲပြန်တောင်းတာပါဒါကိုဒေါ်လောဘကြီးကပြန်မပေးဘူးတဲ့အရက်ကတော့ကြည့်မနေကြပါနဲ့ဟဲ့ကောင်မရဲ့နှင်းတောက်ပြားကိုငါယူတာငွေမဲတိလို့ယူတာလားလေးလံရင်ဖိရအောင်လို့ကြီးတာလေးတာဆိုပြီးငါယူတာအဲ့ဒီတုန်းကနေဘာပြောလဲဟဲ့ကောင်မဟမ်ဘာပြားတွေမှမသိဘူးဆိုပြီးနှင်းလင်အကုန်ဝေးဖန်တိကလှုပ်လာတာကြတော့ရောနေလိုက်တောင်းမလားတောင်းမှာစိတ်ချအကုန်တောင်းမှာဘာမှနားမလဲတဲ့ငမိုးကိုလည်းတတ်ချင်တယ်ဝေချမ်းရေးကောင်ကြီးလေဟွန်းငါငွေပြားတဲ့အကုန်ပြန်ပေးရင်ပေးမပေးလို့ကတော့အကုန်ရဲတိုင်မယ်မအေးလဲမချောင်ဘူးမပါမိမနဲ့ရောက်ခမရဲ့နန်းနဲ့ချိန်ခါတေးတန်တာကိုငမိုးပါဇက်ကြီးဟာပြီးနားထောင်နေမိတယ်။အော်ညကမအိမ်နိုင်မဲငွေတုပ်ကြီးပိုက်ပြီးဒီမိမငမိုးပေးခဲ့တဲ့ငွေပြားစရင်ကောက်နေတာဒါကြောင့်ကိုအကြီးဖူးညိုလဲဘင်းမှာစိတ်ပတိကြီးနဲ့မညာနဲ့ကိုမင်းတန်ချောင်းတောင်းလို့တစ်ချက်ပေးခဲ့တယ်တဲ့ပေးပါကျမငွေပြားအိုးခုမှတောက်ကြားတာမရှုံးနဲ့ညီးလင်ပေးတော့ငါပေးပြီးတော့ငွေပြားမသိလို့ပေးတာပေါ့သိရင်ဘသူကပေးမအောင်တစ်သက်သား150တောင်တန်တာဘသူမှမပေးနိုင်ဘူးကိုနဲ့ထိုက်လို့ကိုရတာဈာကအချောင်မသိခင်ကြနဲ့ဟဲ့ဒေါ်ဖူးညိုနဲ့ငမိုးဝင်းမရဲ့တပြိုင်နဲ့အော်ဟစ်တန်တွေဟာရွာလေလမ်းမပေါ်မှာပွက်ညံသွားတယ်ကျွန်တော်များနှစ်ဆန်းတရဲ့အန်ဒီရဲ့ကင်းပရိတ်တရားနာရန်ပရိတ်အိုးများယူဆောင်ပြီးရွာထိပ်ကိုကြွကြပါဗျို့ကာလာသားကောင်းရဲ့ပြိုးဟစ်တန်းကရံပွဲကိုမထွင်းဖောက်နိုင်မဲရှိနေတော့ရွာအနောက်ဘက်ကနေဖုံးကြီးတွေလည်းစီတန်းကြွလာခဲ့ကြပြီစားနိုင်ကြပါစေတော့မျိုးနိုင်ကြပါစေတော့သူများမတထရေးစားကိုစားနိုင်ကြပါစေတစ်ချက်ကိုထောင်ကျော်ရတော့ဟန်ကူကြလို့ပေါ့တသက်လုံးတထမကင်နိုင်တဲ့ဟာတွေကင်ကြပါစေကင်နိုင်ကြပါစေတော့ဟဲ့ကောင်မတောက်ကြီးတောက်ကျဲနဲ့ညီကဘယ်ဘွားကလာတာမို့တော့ဟဲ့လူကြီးတယ်မဲ့ငါပြောလိုက်ရလို့အမလီဒီလိုဆိုလဲဖွားတဆုပ်လက်နဲ့ယူလိုက်တဲ့ကျမငွေပြပြန်ပေးပေါ့ငါမြေကစားဖို့ဆိုပြီးလေဟဲ့ငါယူတာအိုးစံကမက်လို့ဟဲ့စကားရှိတယ်ကွာပြန်ပေးလိုက်စမ်းမိတဆုပ်လူကြီးသူမတွေလာစော်ကားနေတယ်ငါချင်းမှာပဲငွေပြတပြတောက်ဖိုးထက်လုံးလို့ဟယ်လိုကိုသားတင့်ဖះတကာကြီးရဲ့ထိုက်တယ်တော့ထိုက်တယ်တော့ဖိုးထိုက်တယ်တော်သိရလားတော်သားအားရှိရေထဲတော်ပြီးရေသရဝါတွေမြစ်တာပို့တပိုးတဲ့ပို့ရေထဲရက်နေတော့တောက်ချောက်တွေကဘာလုပ်နေလိုက်ရင်
ဟိုထိုးတီထိုးကြည့်ပါလားတော့စမ်းကြည့်ပါလားတော့နေမေတော့မှလည်းကွာအတန်နေစမ်းဘယ်နေဗျာကန်တရားများကလည်းအခါကြီးရက်ပြီးတတဝါတက်မလို့ကြံနဲ့ကောင်မလိုက်တဲ့တတဝါမြစ်တာပို့နေတဲ့လူဘက်ကြတော့ငါချီးမှပဲဒေါနဲ့မောနဲ့လက်ထဲကပရိတ်ဦးကိုဘာသာတဲ့ဆောင်းချလိုက်တယ်ကွဲသွားတဲ့ပရိတ်ဦးကျန်းကွက်စစ်တွေကမြေကြီးပေါ်မှာဖွေးခင်းတယ်လောဘမောဟဆိုတာလောင်မီကိရိတာတဟုံဟုံတောက်လို့တာတဖြုံဖြုံမောင်မို့စွာဟောဘာပါလဲငမိုးပါလားကြည့်ကြစမ်းမအရက်ကလို့သူ့ကဆက်အနီကြီးကိုပွေးလို့ရွာလေလန်းမှာပြုံးဖြီးဖြီးကြီးရှောက်လာနေပုံများရွာထက်ရေစိတ်မြစ်ကမ်းပါမှာငမိုးရက်လိုက်တယ်ဟောဗျာရေထဲမှာငမိုးအိုးရတဲ့နားတဝိုက်ကရေထဲမှာငုတ်လိုက်ဖော်လိုက်နဲ့ရွာထဲကယောက်ျားပါသားတွေမျက်လုံးအပြူသားနဲ့ငမိုးကြောင်ကြည့်နေမိတယ်ငမိုးရင်ခွင်တွေကကက်စက်နီရဲ့နာနဲ့ချိန်ကတေးတန်တာကတော့မြေကမ်းပါတစ်ခုမှာပြန့်လွင့်နေစေဗါတဲ့လောဘဒေါသမောဟဆိုတာလောင်မီကိလေသာတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်